မင်္ဂလာပါဗျအခုကျွန်တော်ရိုက်ပြမှာတော့ဒီ chipping ကို free flight ပေါ့ free flight ရိုက်မယ်ဆိုတော့ကျွန်တော်ကဘယ်လိုရိုက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုသုံးနေကြတော့ကျွန်တော်ဆိုရင်58ပေါ့58ကိုကျွန်တော်တို့က free flight ရိုက်လို့ရတယ်ဘယ်လိုရိုက်မလဲဆိုလို့ရှိရင်ဒါက standard flight ပေါ့ standard ball position အလဲမှာထားတာ open stand အလဲမှာထားတာအဲ့ဒါဆိုလို့ရှိရင်ကိုကင်တဲ့ဒုတ်ရဲ့ degree ရဲ့ flight တိုင်းပဲသူကတက်သွားပါလိမ့်မယ်เนาะနောက်တစ်ခုကကြတော့အနေ58ကိုပဲအနေရိုက်မယ်အနေရိုက်တဲ့အခါကျွန်တော်တို့ကညာဘက်အချမ်းမှာနည်းနည်းထားမယ်ဟုတ်လားညာဘက်ကိုနည်းနည်းရောက်သွားမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့က chef က little forward ဖြစ်မယ် club face နည်းနည်းလေးကုတ်နေမယ်ပြီးရင်အနေထွက်သွားမယ်နောက်တစ်ခုကကြတော့အမြင့်58ကိုပုံမြင့်မှာပေါ့ပုံအမြောက်ရိုက်မှာပေါ့အမြောက်ရိုက်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကဘယ်ဖနှောင်းဘက်ရောက်သွားမယ်ကျွန်တော်တို့ကချိန်မယ်ဟုတ်လားဘယ်ဖနှောင်းဘက်ရောက်သွားတဲ့ခါကျကျွန်တော်တို့58ဖြစ်တဲ့အတွက်ကျွန်တော်တို့ကflip shot လည်းရိုက်လို့ရတယ်အမြောက်ကြီးလည်းရိုက်လို့ရတယ်ဆိုတော့သူကဘယ်ဖနှောင်းရောက်သွားပြီဆိုတော့ဟို drop and stop အဲ့ဒါလည်းရိုက်လို့ရတယ်ဆိုတော့ဒီ one clip ကိုပဲ3 flight ရိုက်တတ်ဖို့လိုတယ်ဆိုတော့အများကြီးလှုပ်ရှားမလို့ကျွန်တော်တို့က ball position အထားအသူနဲ့တင်ပဲကျွန်တော်တို့ကအနေအမြင့်ကိုတခါတည်းခွဲလို့ရတယ်ဆိုတော့တချို့ player ရဲ့58ကို85အထိရိုက်တယ်တချို့ကြတော့လည်း85လောက်ထိရိုက်နိုင်တယ်ဒါကတယောက်ရိုက်တဲ့အားပေါ်မူတည်တာပေါ့နော်ဆိုတော့ဘလို့ပဲပြောကျွန်တော်တို့ဒီ special watch ကင်ပြီဆိုလို့ရှိရင် 3 flight တော့အနည်းဆုံးရိုက်တတ်မှရမယ်เนาะဟို flight မျိုးစုံကစားခြင်းလို့လဲကျွန်တော်တို့က special watch ကိုသုံးတာဟုတ်လားဆိုတော့ကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာလည်းတသမတ်ထဲမထားဘဲနဲ့ကျွန်တော်တို့ကအနိတ်အလက်အမြင့်အဲ့လိုမျိုးကျင့်တာပို့ပြီးတော့ကောင်းပါเนาะဆိုတော့ကျွန်တော်ကတော့ chipping ရိုက်တဲ့အခါမှာကျွန်တော်အနေနဲ့ကတော့ကိုလေ့ကျင့်တဲ့ဘောလုံးပေါ့ကိုအရိုက်များတဲ့ဘောလုံးကိုကွင်းပတ်တာသုံးတဲ့ဘောလုံးကိုပဲရိုက်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ chipping ရဲ့အရေးပါမှုကကွင်းထဲမှာတော်တော်အရေးကြီးတာကို ball control လုပ်တာကောဒီဘောလုံးနဲ့ကိုယ့်ရဲ့ဒုံနဲ့ထိချက် soft contact ကအထာတိမှကျွန်တော်တို့က green ပေါ်မှာကျွန်တော်တို့ကလိုသလိုဘောလုံးကိုထိန်းလို့ရမှာပေါ့။အဓိက special watch ကင်တဲ့ရွေချက်တည်လေ green ပေါ်ကိုကြားတယ်ကိုဘောလုံးကိုထိန်းကျင်တာပေါ့နော်ဘောလုံးကို control လေးနဲ့ပဲသွားကျင်တာဆိုတော့ရိုက်ဘောနဲ့ရိုက်တာကိုရိုက်နဲ့ဘောလုံးနဲ့ရိုက်တာပိုကောင်းတယ်ဆိုတော့အခုကျွန်တော်ကဒီ season set star နဲ့ကျင့်ပါမယ်ဆိုတော့အခုပုံမှန် shot အနေနဲ့ standard chip ဖြစ်တဲ့အနှိမ့်ရိုက်မယ်အလက်ရိုက်မယ်အမြင့်ရိုက်မယ်ကျွန်တော်၃မျိုးရိုက်ပြမယ်ပထမက standard shot ရိုက်ပြပါမယ် standard flightသူကတိတ်မမြောင်လုံးမနှိမ့်လုံးကနေတက်သွားမယ်ဟုတ်နောက်တစ်ချက်ကအနှိမ့်ရိုက်ပြပါမယ်အနှိမ့်ကခုနကညာဘက်ထားလိုက်ပါပြီညာဘက်ထားတယ် little forward လုပ်တယ်အဲ့မှာထူးခြားချက်အနေနဲ့ကျွန်တော်တို့က special shot မှန်သမျှသည်ကျွန်တော်တို့က3 quarter ထားတဲ့ပို့ဆွဲခွင့်မရှိပါဘူးခင်ဗျနော် special shot ရိုက်ပြီဆိုတာနဲ့ကျွန်တော်တို့က3 quarter ထားတဲ့ပို့ဆွဲခွင့်မရှိပါဘူးဟုတ်ပြီဒါကတော့ကျွန်တော်အတွေ့များတဲ့ player တွေရဲ့အကြိုက်ဆုံးရိုက်ချက်ပေါ့ဘယ်ဘက်မှာထားတယ်နည်းနည်းလေး6ချဲလိုက်တယ်ပြီးရင်ရိုက်ချလိုက်တယ်ဆိုတော့ swing ကတော့တူတူပဲ flight သွားပုံဘောလုံး lane ပုံ green ပေါ်မှာဘောလုံး control ရပုံကအရန်ကွာသွားတယ်เนาะဘယ်ဖနောက်မြောက်တယ် spin rate ပိုများတယ် green ပြောတာနဲ့တွေ့ရင် back spin ပိုလာမယ်เนาะstandard shot swing ကွာဝေးကျွန်တော်အတူတူပဲဆွဲမယ်နည်းနည်းလေး flight နှိမ့်သွားတယ်ကျွန်တော်တို့အရက်ခေါ်အများဆုံးကထိုးတယ်ပေါ့နည်းနည်းလေးထိုးရတဲ့အနှိမ့်နဲ့ပဲရောက်သွားမယ်ဟုတ်ပြီနောက်တစ်ချက်အနှိမ့်မှာခုနကျွန်တော်ပြောသလိုပဲ swing ကိုသတိထားမယ်3 quarter ထားတဲ့ပုံမဆွဲဘူးခက်နေနေလေးထွက်သွားမယ်သူလည်း spin ရမယ်ဒါပေမဲ့ first bounce second bounce လောက်မှရက်ချင်ရက်မယ်ဆိုတော့အဲ့ဒီ feeling ကိုရဖို့အတွက်ကျွန်တော်တို့ကကိုအမြဲတမ်းသုံးနေကြဘောလုံးကိုသုံးပေးဟုတ်လားကိုလေ့ကျင့်တဲ့အချိန်မှာလည်းကိုရဲ့ practice ball တက်ထားဥပမာကိုရဲ့ရိုက်ဘောအဟောင်းနေပါတယ်ကိုအမြဲတမ်းရိုက်တဲ့ရိုက်ဘောအဟောင်းနေတက်စုတာပေါ့စုတာပြီးမှအဲ့ဒါနဲ့ကျင့်
ဆိုတော့အဲ့တော့မှပဲကျွန်တော်တို့ကဒီဘောလုံးရဲ့အသားနဲ့ကျွန်တော်တို့ထုတ်ရဲ့ထိတဲ့ဟာကိုစန့်စရလာလို့ရှိရင်ကွင်းထဲမှာ under pressure ကြရင်သူကပိုထိန်းလို့ကောင်းတယ်ဗျအားကြောင့် pro အများစုကတော့ဒီရိုက်ဘောသူတို့ကြိုက်တဲ့ရိုက်ဘောသူတို့ဘယ်တော့မှမပြောင်းဘူးအများတန်းကျင့်ရင်လည်းဒီဘောလုံးနဲ့ပဲဆိုတော့ဘာထူးခြားတာရှိလာလဲဆိုတော့သူ့ကိုထိရတဲ့ sense ဒီဘောလုံးရိုက်မိတဲ့ sense solid contact ထိမထိဘယ်တော့မှရက်မယ်ဘယ်လိုပုံစံမှဘောလုံးက green မှာ bite လုပ်မယ်နေမယ်ဆိုတဲ့ဟာကိုကိုယ့်ကိုလေ့ကျင့်ရင်းနဲ့ပေါ်လာပါလိမ့်မယ်အဲ့ဒါအရေးကြီးဆုံးပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ round the green near game မှာ100အောက်မှာကအရိုက်အများဆုံးလေ100အောက်မှာအရိုက်အများဆုံးဘောလုံး control ကိုရိုက်ရဆုံးဆိုတော့ဖြစ်တဲ့အတွက်သူက35ရာခိုင်နှုန်းလောက်ရှိရသုံးရတာဆိုတော့သူ့ပိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က save your stock ပါပဲရိုက်ချက်တွေအများကြီးကျွန်တော် control လုပ်နိုင်မယ်သူ့ရိုက်နီးအထာလေးတွေသိမယ်ဟာလားအထာအတုပ်လေးတွေသိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘောလုံးကိုကောက်တီးကိုတကယ်ရိုက်လို့ရပါပြီကစားလို့ရပါပြီအဲ့ဒီချိန်ကြလို့ရှိရင် score တွေလည်းပိုကျလာမယ်ရိုက်လို့လည်းပိုပြောလာပါမယ်ကျေးဇူးတင်ပါတယ်